လူယုံမှာစိတ်ဆက်ထားသူကမိန်းကလေးကိုကားပေါ်အတင်းအဓမ္မဆွဲတင်သွားချိန်မှာပဲခင်မိုးဟောင်းကလည်းဆိုင်ကိုအချိန်မီရောက်လာခဲ့ပါတယ်ဆိုင်ထဲမှာမိန်းကလေးကိုမတွေ့ရတော့ပဲကျမ်းပြင်ပေါ်ကကွဲအပ်နေတဲ့ဖန်ခွက်တွေကိုမြင်လိုက်ရတာနဲ့သူ့အန်ရဲ့ကိုရိပ်မိသွားပြီးဖုန်းဆက်ပါတော့တယ်ဒါပေမဲ့ဟိုလူယုံမှာကမိန်းကလေးရဲ့ဖုန်းကိုလွှင့်ပစ်လိုက်ရုံနဲ့မကပဲစိတ်ခတ်ထားတဲ့အဝတ်နဲ့သူမရဲ့နှာခေါင်းကိုအုပ်ပြီးသတိမေ့သွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမကိုဟိုတယ်တစ်ခုကိုခေါ်သွားပြီးအခန်းထဲမှာပစ်ထားခဲ့ပါတယ်သူကအခန်းထဲမှာကင်မရာတစ်လုံးကိုလှုပ်ဝက်တက်ဆင်ပြီးဖောက်ပြီးတထေးကြီးကိုဖုန်းဆက်ခေါ်လိုက်ပါတယ်ခင်မိုးဟောင်းကလည်းချက်ချင်းပဲစုံစမ်းထောက်လှမ်းပြီးဟိုတယ်ကိုရောက်လာခဲ့ပါတယ်ဟိုတယ်ဝန်ထမ်းစီကနေအပေါ်ထပ်မှာယောက်ျား2ယောက်ရှိနေတယ်လို့ကြားလိုက်ရတဲ့အခါသူဟာဓာတ်လေကားနဲ့အမြန်ပြေးတက်သွားပါတယ်အဲ့ဒီအချိန်မှာပဲဟိုလူယုံမှာကတော့တခြားဓာတ်လေကားနဲ့ထွက်ပြေးသွားခဲ့ပါပြီအခန်းထဲမှာဟိုတထေးကြီးကမိန်းကလေးကိုစော်ကားဖို့ပြင်းနေချိန်မှာပဲခင်မိုးဟောင်းကတကားကိုဝုန်းကားနဲ့ဖွင့်ဝင်လာပြီးအချိန်မီတားဆီးနိုင်ခဲ့ပါတယ်သူဟာဒေါသတကြီးနဲ့အဲ့ဒီတထေးကြီးကိုလက်သီးနဲ့ထိုးချလိုက်ပြီးသူ့ရဲ့လက်တိုင်ကိုချွတ်ကာဒရိုင်ဘာကိုပေးလိုက်ပါတယ်ဒီကောင်ကိုအသက်ရှူရက်ခတ်အောင်အတင်းညစ်ထားဆန်းလို့အမိတ်ပေးပြီးသူကိုယ်တိုင်လည်းတစ်ချက်ပြီးတစ်ချက်ထိုးနှက်ကဒေါသတွေကိုဖောက်ထုတ်လိုက်ပါတယ်ပြီးတော့အခန်းထဲမှာဝတ်ထားတဲ့ကင်မရာကိုလည်းရှာတွေ့ပြီးအစိတ်စိတ်မွှားမွှားဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပါတယ်မိန်းကလေးကိုအိမ်ပြန်ခေါ်လာပြီးနောက်သူမနိုးလာတဲ့အခါမှာတော့သူကသူမကိုစိုက်ကြည့်ရင်ငါတို့ပြန်ပေါင်းလို့ရမလားလို့အတီးအပေါက်မေးလိုက်ပါတယ်မိန်းကလေးကတော့သူ့မှာချစ်သူရှိနေတာကိုသိထားတဲ့အတွက်ဘာလို့အခုလိုတွေလာလို့နေရတာလဲဆိုပြီးစိတ်ထဲမှာဝေခွဲမရဖြစ်နေပါတယ်နောက်တစ်နေ့မှာတော့သူကသူမကိုဆိုင်ကိုလိုက်ပို့ပေးဖို့လုပ်ပေမဲ့မိန်းကလေးကညှင်းလိုက်ပါတယ်စပွဲပေါ်ကခင်မိုးဟောင်းနဲ့သူ့ချစ်သူရဲ့တပ်ပုံကိုကြည့်ပြီးလက်စားချေတဲ့အစီအစဉ်ကဘယ်တော့ပြီးမှလဲလို့မေးပါတယ်သူမကတော့သူမရဲ့ငကိုဘဝဟောင်းစီကိုပဲအမြန်ဆုံးပြန်သွားချင်နေတာပါသူကမိန်းကလေးကိုတောင်းပန်တိုးရှိုးပြီးနောက်ပိုင်းငါမင်းအနားမှာမရှိတဲ့အခါတယောက်ယောက်ကလာနိုင်ကြည့်ရင်ရဲရဲဝုန်းဝုန်းပြန်တုံ့ပြန်ပါဖြစ်လာသမျှအကျိုးဆက်အလုံးကိုငါတာဝန်ယူမယ်လို့ကတိပေးခဲ့ပါတယ်မိန်းကလေးကလည်းကောင်းကြီးသဘောတူပြီးကျေးဇူးတင်စကားပြောကာဆိုင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့ဆိုင်ရှိရောက်တော့မှဟိုလူယုံမာကလူမိုက်ချိုးနဲ့အတူသူမရဲ့ဆိုင်ကိုရိုက်နှက်ဖျက်ဆီးနေတာကိုတွေ့လိုက်ရပါတယ်သူကမိန်းကလေးကိုနင်ကမစော့တဲ့လူကိုလာစော့တာကိုလို့အော်ဟစ်နေချိန်မှာပဲကံကောင်းကျင်တော့ခင်မိုးဟောင်းကထပ်ပြီးအချိန်မီရောက်ရှိလာပါတော့တယ်